အားလုံးပဲမင်္ဂလာပါ Horror History မြန်မာ Channel ကနေပြီးတော့တပံပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့သင်္ခါဝိဇ္ဇာရေးသားထားတဲ့ YBS ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဟေ့အောင်လေမင်းတို့ဒီသတင်းကြားပြီလားလဲတဲ့အဆောင်တစ်ခုရဲ့ဝရဏာမှာထားရင်ကောင်းမြတ်ကဖုန်းကိုပြကမေးလိုက်ရှင်ဖြစ်တယ်နေကတက်လာပြီးနောက်လဲထဲမှာနိုင်ငံခြားဘာသာစကားတက်နေကြတဲ့တငယ်ချင်းတစုညာဘက်စုထိုင်နေကြခြင်းမှာဘာသတင်းလဲကောင်းမြတ်ရမင်းကလည်းအားရှိအဲ့ဒီထူးဆန်းတာတွေပဲရှာဖတ်နေတာသူတာကဘေးနားကကော်ဖီခွက်ကိုလှမ်းယူရင်ခက်အေးပင်ပြန်ပြောလိုက်တယ်။အော်မဟုတ်ဘူးကွာအခု Facebook group တွေထဲမှာနာမည်ကြီးနေတာတခုရှိတယ်။အဲ့ဒါကညတကောင်ကြုံရင်လဲလဲနာကတရားဖြူနဲ့ရှစ်မိုင်ကြားကပြည်လမ်းမပေါ်မှာ YBS တက်စီတွားနေတတ်တယ်တဲ့အဝါရောင်ကားပဲဒါပေမဲ့နံပါတ်ပြားရောလိုင်းနံပါတ်လည်းမပါဘူးလေကွာ။ကောင်းမြတ်ကကြည့်ရင်ပဝင်းကျင်ကိုကြည့်ကအတန်တိုးလိုက်ပြီးတော့အဲ့ဒီကဒေးဗီသားလူတွေကိုပဲတင်တာတဲ့ကောင်းမြတ်ကထိုးသူအပြောဘေးနားမှာထိုင်နေတဲ့မေသူစီကခက်အုပ်အတန်တရှက်ထွက်လာသဖြင့်ကျေစင်ကမေသူကိုလမ်းစိတ်ကသတိပေးလိုက်တော့ကြောင့်ရေတံကထပ်မထွက်လာတော့ပါဒါပေမဲ့ယောက်ျားလေးတွေဖြစ်တဲ့သူတနဲ့ဟန်လင်ကတော့တဟားဟားရေလို့မဆုံးအောင်ဖြစ်နေရဲ့ကောင်းမြတ်ရမင်းကလည်းဒီခေတ်ကြီးထဲမှာဒါမျိုးဟာဖြစ်နိုင်မှာမလားကွာ GPS တွေကုတ်တွေနဲ့ထင်းရှုံနေတဲ့ YBS နဲ့မှာအဲ့လိုကားမျိုးရှိရင်ကုမ္ပဏီကတိမှာပေါ့ဟာလကားကောလာဟာလာတွေကိုမင်းမလို့လိုက်ယုံနေတယ်ဟန်လင်ကလက်ထဲက secret ကိုမင်းကြီးရင်ပြောလိုက်တယ်သူတာကလည်းဂိမ်းစောနေရင်းနဲ့အေးလေကွာမင်းကလည်းထားပါတော့မင်းပြောသလိုအဲ့ဒီကားရှိတယ်ပဲထားအောင်ငါတို့ဘာလို့မသိရတာလဲတရားဖြူဆိုတာငါတို့လဲတန်းနဲ့နီးနီးလေးရေပြီးတော့မင်းတို့ငါတို့ဆိုတာကလည်းည7:00နာရီတနာရီထိအိတ်တဲ့ကောင်တွေမှမဟုတ်တာဒါဆိုငါတို့ကဘာလို့မတွေ့ရတာလဲကွာဟန်လင်းကထိုးသူဝင်ပြောလိုက်တဲ့အခါကောင်းမြတ်ကလည်းမဟုတ်ဘူးကွာအဲ့ကောင်ကိုကန်နေတဲ့လူတွေမှမြင်ရတာတဲ့ဒီမှာကြည့်အောက်ကကွန်မန့်တွေထဲမှာလည်းအဲ့ကောင်ကိုမြင်လိုက်ရတဲ့သူတွေရှိတယ်ကွာကောင်းမြတ်ကလက်မလျှော့ကျင်သေးပါသူတို့ရဲ့စကားဝိုင်းကတဖြည်းဖြည်းတယောက်နဲ့တယောက်အရှိတင်တွေဖြစ်လာကြတယ်။ဒီလိုနဲ့ပဲဟန်လင်းကဥဆောင်ပြီးတော့အလောင်းစားတစ်ခုကိုစတင်စိန်ခေါ်လိုက်တယ်။ဒါဆိုအလောင်းစားလုံးမလား။ဒီည7:00နာရီကျော်ရင်အဲ့တရားပြူမှတ်တိုင်မှာသွားဆောင်မယ်။အဲ့ဒီကားတကယ်လာရင်ငါတို့မင်းကိုကြိုက်တာကြွေးမယ်။မလာရင်တော့မင်းကငါတို့ကိုတိုင်ခံကြွေးကွာ။အေးသဘောတူတယ်ကွာသွားဆောင်မယ်။ထိုအခါကျေစင်နဲ့မေသူကဟဲ့နင်တို့ဘာသာသွားကြနော်ငါတို့ကတော့မလိုက်ဘူး။ဟုတ်တယ်ငါလည်းစာချက်ဆရာတွေရှိသေးတယ်။အော်ရတယ်လीနင်တို့မပိုင်ပူရောင်းစင်ပြီးသေးငါတို့ယောက်ျားလေးတွေကြီးပဲသွားကြတာပေါ့ထိုညကသူတို့တတိုင်းတရားပြူမှတ်တိုင်မှာ2နာရီနီးပါးဆောင်းခဲ့ကြတယ်တခါတည်းရန်ဖြတ်တန်းသွားသောကားတရှို့တလီမှာပါအဝါရောင် YBS တစည်းမှပေါ်မလာခဲ့ဘူးဟန်လင်းကအေးဘယ်မှလဲမင်းပြောတဲ့ YBS ငါတို့စောင့်နေတာ2နာရီလောက်ရှိပြီတစည်းမှမတွေ့ဘူးပြောသားပဲကောလာဟာလာတွေပါဆိုနွားကမယုံကောင်းမြတ်ကလမ်းမပေါ်သို့မြှောက်ကြည့်ကခဏလေးနေပါဦးကွာနောက်နိုင်ကွက်ပဲဟုတ်ပြီလားနောက်နိုင်ကွက်နေလို့မလာရင်ပြန်ကြမယ်လीကွာဟန်လင်းကသူတာကိုလှမ်းကြည့်တော့သူတာကခေါင်းကုတ်လိုက်ပြီးအေးကွာနောက်နိုင်ကွက်ပဲနော်ဟေးကောင်နောက်နိုင်ကွက်မှမလာရင်ငါတို့ပြန်မယ်မင်းကမင်းဆက်ဆောက်နေစောက်မလူးကြနေရပဲဟောအေးပါကွာအေးကားမလာလဲငါလည်းမင်းတို့နဲ့တူတူပြန်လိုက်မှာပါငါလည်းမဆောက်တော့ပါဘူးသူတို့၃ယောက်ဆက်ဆောက်နေခဲ့ကြတယ်15မိနစ်ခန့်ကြာတော့အခါဟန်လင်းကမှတ်တိုင်ကိုမိ၍ငိုင်းနေပြီးသူတာကဂိမ်းစော့နေတော့မှထိုအချိန်မှာရုတ်တရက်ဟာဟေးကောင်လေးလာပြီကွာလာပြီငါပြောတဲ့ကားလာပြီကောင်းမြတ်ရဲ့ဝမ်းသာအားရတန်ကြောင့်ဟန်လင်းလက်နိုးလာခဲ့တယ်လို့သူတာလည်းလက်ထဲကဖုန်းလွတ်ချမတက်ဖြစ်သွားတယ်ထို့နောက်သူတို့နှုတ်ရဲ့အကြည့်များကကားလမ်းမပေါ်သို့ပြိုင်တူကြည့်လိုက်မိတယ်အဟုတ်ပဲ YBS တစီဝါကျင်နေသောလမ်းမိတိုင်များအောက်မှာအဝါရောင် YBS တစီကသူတို့ရှိရာသို့ဖြင်းချင်းစွာမောင်းနေလာနေတယ်နေဦးငါတားကြည့်လိုက်မယ်ကောင်းမြတ်ကပျော်ပျော်ဆူဆူနဲ့ကားလမ်းမပေါ်သို့ပြေးတက်သွားတဲ့ဖြင့်သူတာကအလင်းမြန်ပြေးဆွဲလိုက်ပြီးတော့ဟာဟေးကောင်ဘီးလောက်တာလားမင်းပြောတဲ့ကားဆိုရင်ကားပေါ်မှာတရေတွေပါလာရင်ဘယ်လိုလုပ်မလဲကွာဟုတ်တယ်ရောခဏနေဦးအဲ့ကားတကယ်ရှိညာလားဟာဒုက္ခရောဖြစ်ကုန်တော့ပါပဲထိုအခါမှာကောင်းမြတ်ကတတိပြန်ဝင်လာပြီးတော့ဟန်လင်းရဲ့အနောက်သို့သွားရက်နေတယ်ဒီလိုနဲ့ဟန်လင်းနဲ့သူတာကကောင်းမြတ်ကိုကားမှတ်တိုင်သို့ပြန်ဆွဲခေါ်လာခဲ့ကြတယ်ခဏကြာမှဖင်းချင်းစွာမောင်းနေလာသော YBS ရဲ့ပုံရိပ်ကလမ်းမရိုင်တစ်ခုရဲ့အောက်သို့ရောက်တဲ့အခါသူတို့၃ယောက်တဲတဲကွဲကွဲမြင်လိုက်ရတယ်ကိုယ်တွေကအဝါရောင်သို့တော့တစ်လွင်မနေတော့ဘူးအဝါရောင်ကမှညိုညင်းညစ်အဝါရောင်လိုင်းနံပါတ်မပါဘူးထို့အပြင်လိုင်းနံပါတ်ပြနေရမှာဘာမှမတက်ထားတော့ဗလာဟင်းလင်းပြင်ကြီးတစ်ခုကားပေါ်မှာမင်းများမထွန်းတော့ဘူးရင်မောင်းထိုင်ကုန်ပေါ်မှာအလွန်ထွားချိုင်းသောလူတစ်ယောက်ရဲ့ပုံစံကိုမြင်လိုက်ရတယ်ဟုတ်တယ်အေးကားဟေးကောင်နေတရေစီရဲ့ကားကြီးကွာကောင်းမြတ်ကသူတို့စီတဖြည်းဖြည်းရောက်လာတဲ့ YBS ကိုကြည့်ကတုံရီစွာနဲ့ပြောလိုက်တယ်ဟန်လင်းကရှေ့ဆုံးမှာရက်နေတော့လေသူရဲ့ခန္ဓာကိုယ်မှာတီးတီးသက်သာကိုတုံရင်နေတယ်သူတာကတော့ကောင်းမြတ်ရဲ့အနောက်မှာရက်နေပြီးလက်တစ်ဖက်ကဖက်နှက်များကိုမတိမတာစွာဖြင့်စတင်ကရွှတ်နေပြီဖြစ်တယ်မ
ညွန်ညင်းရဲ့အဝါရောင် YBS ကားကြီးကထင်းချင်းစွာဖြင့်မှတ်တိုင်သို့ဝင်ရောက်လာခဲ့ပြီးဗရိတ်အုပ်လိုက်တဲ့ဖြင့်ခြေဆုံးမှဟန်လင်းတကိုယ်လုံးတုံလာကရွှေများပင်ရေရှိုးရသလိုစီးကျလာခဲ့တယ်ဒရိုင်ဘာဘေးကကားတကားပွင့်လာတော့ကြောင့်ဟန်လင်းတူတာနဲ့ကောင်းမြတ်တို့ကားပေါ်သို့မဝင်မရဲကြည့်လိုက်ကြတယ်နောက်ဆုံးမှတူတာကတော့ဖနက်နှစ်ဖက်စလုံးကိုလက်ကကင်လျက်မျက်လုံးအဖြူသားပဲမင်းတို့ကဘေးကိုသွားကြမလို့လေအမလေးဗျတည်းရုတ်တရက်ထွက်ပေါ်လာတော့ကွဲအတန်ကြီးတောင်ဟန်လင်းလန့်ပြီးခုံဆုပ်လိုက်ရာအနောက်မှကောင်းမြတ်ကိုဝင်တိုင်းမိတဲ့ဖြင့်နှစ်ယောက်သားလုံးထွေးကလဲကျသွားခဲ့တယ်တူတာကတော့လေရဲ့အရှင်ဖြစ်ထွက်ပြေးသွားသည်မှာကာမတ်တိုင်အနောက်သို့ပင်ရောက်နေရှိတယ်မတော်ဘူးဗျဘယ်မှမတော်ပြန်တော့မှာအဆောင်ကိုပြန်တော့မှာဟုတ်တယ်ကျွန်တော်တို့အဆောင်ကိုပြန်တော့မလို့ဟန်လင်းကကောင်းမြတ်ကိုဖတ်ပြီးငိုရှိပြီကောင်းမြတ်ကလည်းခေါင်းကြီးငိုးလျက်အဆောင်ပြန်မှုအကြောင်းကိုသာတထေးတက်ခုံကိုပြောနေပြန်တယ်ထိုအခါကားပေါ်မှာလူကနေကင်းကဂိမ်းမှာမုန်းမိတာလေချောင်းနာပြီးအတန်ဝင်သွားပြီထင်တယ်ဟေ့ကောင်လေမင်းတို့ကဘာလို့ငိုနေကြရလဲကွာကားပေါ်မှာလူရဲ့အတန်ကြောင့်ဟန်လင်းနဲ့ကောင်းမြတ်ငိုနေရမှရက်ပြီးကားပေါ်ကလူကိုကြည့်လိုက်မိတယ်ကားပေါ်ကလူကလည်းသူတို့ဟာအထူးဆန်းတတော်ဝါနဲ့တေချာကြည့်နေတယ်ကောင်းမြတ်ကဦးလေးကလူလားခမဟာဘာတော့ကွာမင်းကလူကဘာကောင်းနေမှမသိဘူးစေးများကြောင်နေကြလားကားဆရာမထို့သူပြောကကားအတွင်းမှမီးများကိုဖွင့်လိုက်တယ်ထိုခါမှပင်ကားအတွင်းပိုင်းဟာတေချာမြင်လိုက်ရသဖြင့်ဟန်လင်းနဲ့ကောင်းမြတ်တို့ပြူပြဲကြည့်လိုက်ကြသောအခါခရီးတဲ့တိုင်းကုန်များကိုဖြုတ်ထားသလိုတချို့နေရာများတွင်ပြင်ဆင်နေစေရဲရောင်များတွေ့လိုက်ရတယ်ကားဒရိုင်ဘာရဲ့အနောက်ဘက်တွင်မိုးကအင်ဂျီတစ်ထည်ကိုဖြန့်ကလှမ်းထားသဖြင့်အဝေးကကြည့်သောအခါအလွန်ထွားကျိုင်းသောလူတစ်ယောက်ထိုင်နေတဲ့ကဲ့သို့ပင်ထိုအခါကောင်းမြတ်ကဦးလေးကလည်းဗျာဘာလို့လိုင်းနံပါတ်ပြကိုမီးမဖွင့်တာလဲဗျပြီးတော့ဘာလို့လိုင်းနံပါတ်ပြမတက်တာလဲကားဒရိုင်ဘာကစိတ်ရှုပ်သွားဟန်ဖြင့်ဟာနေပေါင်းမင်းတို့ကမော်တော်ဘီကယ်ရီများလားဒီကားကလိုင်းမဝင်ရသေးဘူးကပြီးတော့ပြုတ်ပြင်နေတော့မို့လို့ရင်နံပါတ်ပြမတက်သေးပဲပြုတ်ပြင်စေရင်းလို့ရေးသားထားတာတေချာလဲတော့ကြည့်ကြအောင်ကားဆရာကြီးမှထိုးထိုးပြောသဖြင့်ဟန်လင်းကတေချာအောင်သွားကြည့်လိုက်ပြီးဟေးဟုတ်တယ်ဟာခုနကပေါင်နေလို့ငါတို့မမြင်လိုက်ရတာအဲ့ဒါဆိုဦးလေးကဘာလို့ဒီကားကြီးကိုဒီအချိန်ကြီးမောင်းလာရတာလဲဗျရုတ်တရက်ဆိုတော့ကျွန်တော်တို့လည်းကြောက်သွားတာပေါ့အနောက်ကပေါ်လာတော့အတန်ကြောင့်ဟန်လင်းနဲ့ကောင်းမြတ်လဲကြည့်လိုက်ရာကာမတ်တိုင်ကိုမိလျက်စီဂရက်ကိုဟန်ပါပါဖြစ်မီးညိနေတော့သူ့တအားမြင်လိုက်ရလေတယ်ခွေးမသားတော်တော်ရှိဖို့ကောင်းနေကောင်ခုနကကြတော့ပြေးလိုက်တာသူ့ပထွေးမြင်တဲ့အတိုင်းပဲဟန်လင်းကြီးပြပြနဲ့ဆဲတန်ကြောင့်သူ့တာကတစ်ချက်ကြည့်လိုက်ပြီးကြီးလားငါပြေးတာမဟုတ်ဘူးကွာမင်းတို့တခုဖြစ်မှာဆိုလို့လူပြေးခေါ်တာဘာမှလည်းမသိရနဲ့တောက်ကိုရီပြောနေပြန်ပြီးခွေးသားကောင်းမြတ်ကပါဝင်ထောပနာပြုသဖြင့်သူတာကရဲကျဲကျဲမျက်နှာထားဖြင့်အနာသို့ရောက်လာပြီးဟန်လင်းနဲ့ကောင်းမြတ်အားပခုံးကိုဖတ်လိုက်တယ်ကားပေါ်မှာလူကဒီကားကလိုင်းဝင်ဖို့အတွက်ပြုပြင်ရမှာမလို့ဝဲလျှော့သွားဖို့မလို့ကွာမနက်ငါကဝေးထွက်ရမှာမလို့ဒီအချိန်ပဲအားရနဲ့ထွက်လာခဲ့တာကဲမင်းတို့နဲ့ပြောနေရတာအချိန်တော်တော်ကုန်သွားပြီသွားတော့မယ်ဘာကောင်းနေမှလည်းမသိဘူးလူကိုစစ်လာစီတာနဲ့ကားဆရာကြီးမှထိုးထိုးပြောပြီးကားအားလေးကန်စွာဖြင့်မောင်းသွားလေတော့တယ်ထိုအခါမှဟန်လင်းကကဲကောင်းမြတ်မင်းတွေ့ရနော်ဘာ YBS တည်းရဲမှမရှိဘူးလန်ကားလျှောက်ပြောနေကြအေးပါကွာသိပါပြီအဆောင်တကားက12နာရီကလေးကပိတ်တာဆိုတော့ငါတို့ဘယ်လိုပြန်ကြမလဲကွာဘယ်လိုပြန်ရမလဲကွာထုံးစံအတိုင်းကြုံဝင်ကြတာပေါ့မဟုတ်ဘူးလားကောင်းမြတ်ကသူ့တိုင်လက်မောင်းအားထိုးလိုက်ရင်ခွေးသားမနဲ့မသွားစားရင်မင်းနေခဲ့မင်းကိုမကြွေးဘူးသားကြီးရတယ်ကွာငါလည်းပါခဲ့တာပဲကြွေးပါကွာနော်ထို့နောက်တဦးနဲ့တဦးစားနောက်ကလဲတန်းဘက်စီတို့လမ်းလျှောက်ထွက်လာခဲ့ကြလေတော့တယ်ခဏကြာသူတို့၃ယောက်လဲတန်းလမ်းဆောင်တို့ရောက်သွားကြတော့အခါကမောက်ဘေးပလန်မှာထွက်လာတော့အဝါရောင် YBS တက်စီကတရားဖြူမှတ်တိုင်တွေရက်တန့်သွားသည်ကိုတော့သူတို့၃ယောက်စလုံးမမြင်လိုက်ရပါဘူးဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီအားပေးနားဆင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်